ပြကောင်းတဲ့ငရုတ်ရွက်ကိုစားနေတယ်အရွက်တွေကောက်ကောက်ညွညွဖြစ်နေတယ်ဓာတုပိုးသက်စေဝယ်ဖို့ငွေမကုန်ကျင်ဘူးဒါကြောင့်ဒီနေ့အိမ်မှာရှိတဲ့ပစ္စည်း၃မျိုးနဲ့ပျော့ကောင်သေးစေးဖြော်နည်းကိုပြောပြပေးမယ်ပျော့ကောင်တွေကအပင်ရဲ့အရွက်အောက်ဖက်မှာနေထိုင်ပြီးအပင်ရီကိုဆုပ်ယူပါတယ်အပင်ကအာအင်ကုန်ခံပြီးကြီးထွားမှုရပ်တန့်သွားပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့အိမ်မှာရှိတဲ့ပစ္စည်း၃မျိုးနဲ့ပျော့ကောင်သေးစေးဖြော်လို့ရပါတယ်ပထမပစ္စည်းရေ1လီတာဒုတိယပစ္စည်းဟင်းရွက်စီတစ်စွန်းတတိယပစ္စည်းပကံစီဆက်ပြားကြီးအနှဲငယ်စပီးရှီတစ်စွန်းဒါမှမဟုတ်10ဆက်ဖြော်နည်းကရေ1လီတာတဲ့ကိုဟင်းရွက်စီတစ်စွန်းထည့်ပါပြီးရင်ပကံစီဆက်ပြားကြီးတစ်စွန်းထည့်ပါကောင်းကောင်းမှွေပေးပါပြီးရင်မှုတ်ဘလူးနဲ့ကိုပြောင်းထည့်ပါဒီအရောနှော့ကိုညက်နေခင်နေပူမကျတဲ့အချိန်မှာအရွက်တွေပေါ်ပြန်ဖြန့်ပါအရွက်အောက်ဖက်တွေကိုအထူးဂရုစိုက်ပါအကြံပြုချက်တစ်ခုပြောမယ်ဒီဆေးကပျော့ကောင်တွေရဲ့အသက်ရှူပေါက်တွေကိုပိတ်ပြီးသေးစေပါတယ်။ဒါကြောင့်2ရက်ကနေ3ရက်တစ်ချိန်ပြန်ဖြောင်းပေးဖို့လိုပါတယ်။နောက်ထပ်အကြံပြုချက်နေဘူးထဲမှာမပြတ်ပါနဲ့အရွက်တွေလောင်ကျွမ်းတတ်ပါတယ်။ညနေခင်းဒါမှမဟုတ်မနက်ခင်းနေမထွက်ခင်ပြန်ဖြန့်ပါ။ကာကွယ်နည်းတစ်ခုကတော့မာရီဂိုးပန်းတွေအနားမှာစိုက်ပါ။မာရီဂိုးရဲ့အနံ့ကပျော့ကောင်တွေကိုတွန်းလှန်နိုင်ပါတယ်။လူအများဆုံးမေးတဲ့မေကွန်ပျော့ကောင်သေးစေးပြတ်ပြီးရင်အရွက်တွေမီးလောင်သွားတယ်။ဘာလို့လဲအဖြေကတော့ဆက်ပြာကြီးများလွန်းလို့ပါဆက်ပြာကြီး1လီတာကိုတလက်ဖက်ရီစော်မဲထည့်တင်ပါတယ်များလွန်းရင်အရွက်လောင်ပါတယ်နောက်ထပ်မေးတဲ့မေကွန်ပြတ်ပြီးရင်ဘယ်နှစ်ရက်ကြာရင်ပြန်ပြတ်လို့ရလဲအဖြေကတော့3ရက်ကနေ4ရက်တခါပြန်ဖြန့်ပါပျော့ကောင်းနေလုံးဝပျောက်သွားတဲ့အထိဆက်ပြတ်ပါပျောက်သွားရင်တော့ရက်လိုက်ပါနေ့စဉ်9မိနစ်စာလေ့လာပြီးကိုယ်တိုင်စိုက်ပျိုးတတ်တဲ့သီးပင်စားပင်စိုက်ပျိုးရှင်တယောက်ဖြစ်အောင်လေ့လာလိုက်ပါ follow လုပ်ထားနော်